အားလုံးမြင်လာပါခင်ဗျာပေါ့နော်ကျွန်တော်ကိုအခွန်ကိစ္စနဲ့ပတ်သက်ပြီးတော့တစ်တော့ချက်ဘောက်ကနေမှာကျွန်တော်ကိုလာမေးထားတဲ့ညီမလေးတယောက်ရှိပါတယ်ပေါ့နော်သူကဘာမေးတာလဲဆိုရင်သူအခွန်ကထုတ်ထားတာပေါ့နော်5လလောက်ရှိပြီသူမကြသေးဘူးပေါ့နော်သူဘာလို့မကြရလဲဆိုတဲ့အကြောင်းရင်းကိုလည်းပဲသူဖုံးဆက်ပြီးတော့မေးတယ်နော်ဖုံးဆက်ပြီးတော့မေးတဲ့အခါမှာရုံးကလည်းပဲပေါ့နော်ဒီအခွန်ရုံးကလည်းပဲစာရွက်ပို့ပေးမယ်ပေါ့နော်စာရွက်ရောက်မှသိရမယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်ပေါ့နော်အဲ့ဟာတဲ့ပြန်ရနိုင်မရနိုင်သိနိုင်မလားရှင်တဲ့နော်နောက်တစ်ခုကကျတော့အကယ်၍ပြန်မရခဲ့ရင်ရောထပ်လုံရင်ပြန်ရနိုင်မလားအဲ့လိုကိုလာမေးတယ်ပေါ့နော်နံပါတ်1အချက်နော် तू နံပါတ်1ချက် तू မေးတဲ့ထဲမှာဟိုကအဖြေပါသွားပြီနော်ဘာလို့ဘယ်ကမှအဖြေပါသွားလဲဆိုရင် तू ကစာရွက်ပို့ပေးမယ်နော် तू ကအဲ့ तू စာရွက်ပို့ပြီးဆိုမှဘာဖြစ်တယ်ဆိုတဲ့အကြောင်းကိုतू ကသိနိုင်မှာပေါ့နော်ဒီလိုမျိုးကိစ္စမျိုးကြတော့ကျွန်တော်တို့ဒါဘယ်လိုဖြေရှင်းရမလဲဆိုပေါ့နော်ပင်စင်ဝင်နဲ့ပတ်သက်ပြီးတော့လုံးဝကိုရှောက်တာနော်မရတဲ့သူတွေလည်းရှိတယ်နော်လွဲချော်မှုတွေနော်လွဲချော်မှုတွေကနော်ဘယ်လောက်တောင်ရှိလဲဆိုရင်လုံးဝလွဲချော်သွားတဲ့ဆိုရင်မရတဲ့ထုတ်လို့မရတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့လွဲချော်မှုကိုအဲ့လွဲချော်မှုကိုပြန်ပြီးတော့ပြင်ပြီးတော့နော်အစကနေပြန်ထုတ်လို့ရတယ်ဆိုတဲ့သူတွေလည်းပဲရှိတယ်အဲ့လိုမျိုးတွေရှိတယ်ကျွန်တော်ထဲမှာကျွန်တော်တငယ်ချင်းထဲမှာကျွန်တော်တငယ်ချင်းအရင်ထဲမှာလည်းနော်ပင်စင်ကိုထုတ်ပြီးတော့မကြရတဲ့သူတွေရှိတယ်နော်ပြီးတော့ကျွန်တော်အတိအထဲမှာလည်းပဲနော်အဲ့လိုမျိုးအကြောင်းအရာတစ်ခုခုကြောင့်ပေါ့နော်အဲ့လိုမရထုတ်တော့သူတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးအခွန်လျှောက်ပြီးတော့နော်အခွန်မကြတဲ့ကိစ္စတွေရှိလာဆိုတော့နံပါတ်1အချက်အနေနဲ့ရှိရလို့ပြောရတယ်လူတိုင်းမရဘူးเนาะလူတိုင်းထုတ်လို့မရဘူးလူတိုင်းရှော့ရှော့ချူချူနဲ့ထုတ်လို့မရတဲ့အကြောင်းအရာတွေလည်းရှိတယ်ပေါ့เนาะအဲ့ဒါချုပ်ရင်းချက်တွေကအများကြီးရှိတယ်ပေါ့เนาะကိုတင်တဲ့ဆာရွက်ဆာတန်းကပဲမှန်တာလားပေါ့เนาะကိုတင်ပေးရသူကပဲချုပ်ရင်းတာလားပေါ့เนาะထားရတော့เนาะချုပ်ရင်းချက်တွေအများကြီးရှိတယ်နံပါတ်1ချက်သူဒီလိုမျိုးပေါ့เนาะပင်စင်ကိုထုတ်နေရဝန်ဆောင်မှုပေးနေတဲ့လူတွေအများကြီးရှိပါတယ်เนาะပင်စင်ဝန်ဆောင်မှုပေးနေတဲ့သူတွေကိုပင်စင်ခွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပုံမှန်လင်းပြောမှာဆိုများသူကိုဝန်ဆောင်မှုပေးပြီးတော့ဒါမအပ်ချင်ဘူးเนาะဝန်ဆောင်ကကုန်မှာပေးချင်တဲ့သူတွေရှိမှာပဲเนาะကိုထုတ်မယ်ကိုကစူးစမ်းပြီးထုတ်မယ်သူတွေလည်းရှိပါတယ်เนาะအဲ့လိုမျိုးကိုထုတ်မယ်စူးစမ်းပြီးတော့ထုတ်မယ်လူတွေအတွက်ကိုကျွန်တော်အကြံပေးချင်တာပေါ့เนาะဘယ်လိုအကြံပေးချင်တာလဲဆိုရင်ဒီပြင်စင်ကိုအကြောင်းကိုတေချာလေ့လာပါเนาะတေချာလေ့လာပါမေးပါเนาะဘယ်သူ့ကိုမေးရမှာလဲဆိုရင်ကျွန်တော်တို့ဒါပြင်စင်ကိုရုံးကိုမေးပါเนาะဒီနန်းခင်းနဲ့ပတ်သက်ပြီးနန်းခင်းရုံးเนาะအဲ့လိုမျိုးအခွန်နဲ့ကိစ္စပဲเนาะအခွန်ရုံးတွေကိုတေချာပေါ့မေးပါမေးပြီးဆိုမှကိုကပိုင်နိုင်နဲ့ဒီအကြောင်းအရာကိုလေ့လာပြီးဆိုမှပဲเนาะကိုထုတ်ချင်တဲ့ဆိုရင်လည်းထုတ်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဗောနော်အဆုံးကြည့်ဖြစ်တဲ့အတွက်ဒါကျေးဇူးတင်ပါတယ်